都干呗。要你俺靠我教啦，我没弄搞你瓜，要你啊你怎么？ဒီမှာအတီးအနှံနေပါလားကွာနေစမ်းမောင်ကွာဒီမှာလဲအေးပလင်းနေကွာဒီကောင်လေးညထုတ်တော့ပြီးတော့ပြန်မသိဘူးထင်တယ်ဟာငါပဲကုန်လိုက်လို့နေရရဲ့ကွာအေးပလင်းနေကဲငါရှိခဲတိုင်ပြန်ထည့်လာအောင်မယ်ဟာနေစမ်းမောင်ဒီဖင်းနာအေးခွက်ကြီးကငါကိုင်းနေတာရွှေတုံးကြီးဖြစ်ပြောင်းသွားပါလားတခုခုမားနေပြီနော်ငါခုနအေးခွက်ကြီးတေးကြပါရဲ့ကွာဘာလို့ငါကိုင်းနေတာရွှေထုံးပုံစံပြောင်းသွားလဲဟဲ့တခုခုမားနေပြီကွာဘေးနားမှာလဲပီဇာရဲ့ကွာစားပြီးတော့ပြန်မသိဘူးကဲပီဇာကြီးလည်းငါရှိခဲတိုင်ပြန်ထည့်ရမယ်ဟာပီဇာဘူးရရွှေတုံးပြောင်းသွားပြန်ပြီမဟုတ်သေးဘူးနော်ငါတခုမားနေပြီတင်တယ်ငါလက်နဲ့ထိတိုင်းအားလုံးကရွှေဖြစ်ပြောင်းနေပါလားကွာခုနကလည်းဟိုဘတ်လိုက်ပြီးအယုတ်ကြီးကလည်းငါမားလိုက်တာရွှေအောင်ပြောင်းသွားတယ်ရွှေပုံစံပြောင်းသွားတယ်ဒီမှာလည်းအေးခွက်ကြီးကလည်းရွှေတုံးပြောင်းသွားတယ်အခုလည်းပီဇာကြီးကရွှေတုံးပြောင်းသွားပြန်ပြီတခုကမားနေပြီတင်တယ်နော်ငါနေဦးကွာငါနည်းနည်းထပ်ပြီးစမ်းသက်ကြည့်အောင်မယ်နေငါဘာလို့စမ်းတက်ရမလဲဆိုတော့နေငါတခုခုထပ်ပြီးတော့စမ်းတက်မှရမယ်ကွာဒီမှာ laptop ရှိရဟုတ်တယ်ဒီ laptop ကိုငါကင်ကြည့်ရမယ်ကွာလာလေရော့ကွာကဲဒီ laptop ကိုငါရဲ့လက်နဲ့ထိကြည့်တိုက်မယ်ကွာဟုတ်တယ်ဟာငါရဲ့လက်နဲ့ထိရင်ရွှေဖြစ်သွားပဲဒီစက်ကောင်ဒါဘလို့ဖြစ်နိုင်ရမှာလဲကွာဘလို့ဖြစ်နိုင်ရမှာလဲဒီ laptop ကိုငါရဲ့လက်နဲ့ထိရရွှေတုံးပြောင်းသွားရဲကွာနေတခုခုမားနေပြီဟေ့ဘိုးရောက်နေငါခေါ်အောင်ထူးဆန်းအောင်ကွာမင်းတို့ဘယ်ရောက်နေကြလဲကွာအိမ်ပြန်မှာရှိလားမသိဘူးဟေ့ရောက်နေဟာဘယ်ရောက်နေကြလဲကွာဒီမှာငါတိုင်ပတ်နေပြီဘာဖြစ်နေလဲမသိဘူးငါရဲ့ခန္ဓာကိုယ်ကဟေ့ရောက်နေမင်းတို့ဒီရောက်နေအောင်ကွာဘာလုပ်နေရလဲရောက်ငါအလောက်ခေါ်နေရမှာထူးကြကွာမင်းတို့အောင်နဲ့ဘာလုပ်နေရလဲဘာမလုပ်ပါဘူးကိုကြီးစမရကျွန်တော်အောင်နဲ့မတွေ့ရကြပြီလေကိုရင်ဝတ်နေတဲ့တောက်ချောင်းအောင်နဲ့မစော့ရကြလို့အောင်နဲ့ကိုအစာလာကျွေးနေရဗျဘာမဟုတ်ပါဘူးဗျမင်းတို့ကွာညကလေအိမ်ပြန်တာတော့ကြရတာငါ့ကိုလည်းမနှိုးကွာဘာလို့မနှိုးရလဲကွာဟုတ်ပါဘူးဗျကိုကြီးစမလည်းပင်မနေရလေအဲ့တော့အေးပြမှာဆိုလို့ကျွန်တော်ကမနှိုးပါဗျအေးကွာဒီမှာငါဘာမှမသိဘူးကွာငါခန္ဓာကိုယ်ကြီးကတခုပြောင်းလဲနေလို့ကွာအောင်နေကြီးအေးဒီအောင်နေကြီးကငါကိုရဝင့်နေတဲ့အချိန်တော်တော်ထွားလာပဲကွာဟေ့ငါကောင်းကြီးဟာဒီကောင်းကြီးတော့ထွားလာပဲကွာဟေးနေပါကွာအောင်နေကြီးဘာဖြစ်သွားလဲဟာဘိုးကြီးဒုက္ခပဲကွာကိုစမေးအောင်နေကြီးကိုဖောက်လိုက်ရတယ်ဗျအောင်နေကြီးကိုကိုဖောက်လိုက်တာလေဒီမှာရွှေဖြစ်သွားပြီဗျရွှေအောင်ဖြစ်သွားပြီအေးကွာငါလည်းအဲ့ကိစ္စကိုမင်းတို့ပြောဖို့လိုက်ရှာနေရကွာအခုငါမိုးလင်းနေကငါခန္ဓာကိုယ်ဘာဖြစ်နေမသိဘူး